ယောက်ျားကပြန်လည်မွေးဖွားပြီးတာနဲ့သူချစ်နေတဲ့မိန်းကလေးကတခါတည်းလာပြီးအနီးကပ်ဖက်ကချစ်ခင်ပြလိုက်တဲ့ចောင်းသားတွေကအံ့ဩသွားကြတဲ့အကြောင်းကတော့အဲ့ဒီမိန်းကလေးဟာကျောင်းထဲမှာအလှဆုံးသူဖြစ်လို့ပဲဆရာမကတော့ယောက်ျားကသူမကိုအတင်းဖက်ခိုင်းထားတယ်လို့ထင်ပြီးအတန်းထဲကထုတ်ပြစ်ချင်သွားတယ်ဒါပေမဲ့မိန်းကလေးကထားပြီးသူ့ကိုကာကွယ်ပြောလိုက်ပြီးဒီအရာကိုကျမကိုယ်တိုင်လုပ်ခဲ့တာပါလို့ပြောခဲ့တယ်ဒါကြောင့်ယောက်ျားကအလွန်ရှုပ်ထွေးသွားပြီးအရင်ကအေးဆက်ပြီးဝေးဝေးနေတတ်တဲ့မိန်းကလေးကဘာကြောင့်အခုလိုနှိစက်လာတာလဲဆိုတာနားမလည်နိုင်ခဲ့ဘူးအမှန်တရားကတော့မိန်းကလေးလည်းပြန်လည်မွေးဖွားထားတာပါသူမရဲ့အရင်ဘဝမှာသူမကိုလမ်းပေါ်မှာကားတစ်စီးတိုက်မိမဲ့အချိန်မှာယောက်ျားကပြေးသွားပြီးသူမကိုတွန်းထုတ်ကကဲတင်ခဲ့ပေမဲ့သူကိုယ်တိုင်ကကားတိုက်ခံခဲ့ရတယ်။တင်မဲ့အချိန်မှာပဲသူကကဲတင်ခဲ့သူကသူ့ကို9နှစ်တိုင်တိုင်လှုပ်ဝက်ချစ်နေခဲ့တဲ့မိန်းကလေးဖြစ်ကြောင်းသိခဲ့ရတယ်။သူတည်ပြီးနောက်မိန်းကလေးကသူ့ရဲ့အသက်ကဲတင်ပေးမှုကိုပြန်လည်ကျေးဇူးဆက်ဖို့ဆုံးဖြတ်ခဲ့ပြီးသူမိဘတွေကိုစောင့်ရှောက်ပေးခဲ့တယ်မကြခင်မှာပဲသူမဟာသူ့အိမ်ထဲကိုပြောင်းဝင်နေပြီးသူ့အခန်းထဲမှာတောင်နေထိုင်လာခဲ့တယ်။သူ့ပစ္စည်းတွေကိုစီစဉ်နေချိန်မှာသူမကသူ့တိုင်ယာတွေကိုတွေ့ခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမသိခဲ့တာကယောက်ျားကသူမကို9နှစ်ကြာလှုပ်ဝက်ချစ်နေခဲ့တာဖြစ်တယ်။ကျောင်းထဲမှာမသိတာတဲ့လူတယောက်လိုဖြစ်နေတဲ့အတွက်သူမကိုချစ်ကြောင်းမပြောရခဲ့ဘူး။ဒါကြောင့်သူမကနောက်တစ်ခါအသက်ပြန်ရရင်ငါကသူ့ကိုယ်တိုင်လိုက်ရှာပြီးချစ်ပြမယ်လို့ဆုတောင်းခဲ့တယ်။အံ့ဩစရာကသူမရဲ့ဆုတောင်းချက်ကတကယ်ဖြစ်လာခဲ့တယ်။သူကိုပြန်တွေ့တဲ့အချိန်မှာသူမဆုံးဖြတ်လိုက်တာကဒီဘဝမှာတော့သူ့ကိုကိုယ်တိုင်ကာကွယ်မယ်ဆိုတာပဲ။ဒါပေမဲ့ယောက်ျားကသူမရဲ့အလွန်ပြင်းထန်တဲ့အကြည့်ကြောင့်မအဆင်မပြေဖြစ်နေခဲ့တယ်။ခေါင်းလောင်းမြည်တမ်းကြချိန်မှာတော့သူကအတန်းထဲကပြေးထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာမိန်းကလေးကသူမအရန်တက်ကြွသွားတာကိုသိပြီးနည်းနည်းနဲ့တဖြည်းဖြည်းနီးကပ်တင်တယ်လို့သဘောပေါက်ခဲ့တယ်။တစ်ဖက်မှာတော့ယောက်ျားကအတန်းထဲကထွက်လာတာနဲ့သူ့ရဲ့ပထမဆုံးချစ်သူနဲ့တွေ့ဆုံသွားခဲ့တယ်။သူမကရင်းနှက်နေတယ်လို့ပြောပြီး ice ကရင်ဝယ်ပေးဖို့တောင်းဆိုခဲ့တယ်။ယောက်ျားကအရင်ဘဝကိုချက်ချင်းတရိယာသွားတယ်သူမကသူ့ကိုချစ်ကြောင်းပြောခဲ့တာကြောင့်သူမကိုအရန်ကောင်းမွန်စွာဆက်ဆံပြီးဈေးကြီးတဲ့အရာတွေကိုမကြာခဏဝယ်ပေးခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာသူမကသူ့ကိုအစားထိုးဖြစ်တာတုံးနေခဲ့တာကိုသိခဲ့ရတယ်အခုတော့နောက်တစ်ခါအသက်ပြန်ရပြီဆိုတော့မိုင်မဲမနေတော့ဘူးလို့ဆုံးဖြတ်ပြီး ice ကရင်ဝယ်ပေးဖို့တောင်းဆိုမှုကိုတင်းတင်းကြပ်ကြပ်ညှင်းပယ်လိုက်တယ်သူမကသူ့ပြုမှုကိုမြင်ပြီးမင်းမဝယ်ပေးရင်တခြားယောက်ျားတစ်ယောက်ရဲ့ချစ်ကြောင်းကိုလက်ခံလိုက်မယ်လို့ပြောခဲ့တယ်သူမထင်တာကအရင်လိုပဲသူ့ကိုကျဉ်းနှံ့အောင်လုပ်မယ်လို့ပဲဒါပေမဲ့ဒီတစ်ခါမှာတော့ယောက်ျားကဘသူနဲ့ချစ်ကြိုက်နေတယ်ဆိုတာကိုစိတ်မဝင်စားတော့ပဲသူမကိုတတ်နိုင်သမျှဝေးဝေးနေစေချင်ခဲ့တယ်ဒါကြောင့်သူမကစိတ်ပူလာပြီးသူကတစ်ချိန်ကရေးပေးခဲ့တဲ့ချစ်စာကိုလူအများရှိမှထုတ်ပြပြီးသူ့တငယ်ချင်းကိုဖက်ပြခိုင်းလိုက်တယ်မကြခင်မှာပဲចောင်းသားတွေစုဝေးလာပြီးချစ်စာအကြောင်းကိုကြားပြီးဟာတာဖြစ်လာခဲ့ကြတယ်သူမကမင်းတောင်းပန်ပြီး ice ကရင်ဝယ်ပေးရင်ခွင့်လွှတ်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ယောက်ျားကလှုပ်ရှားခြင်းမရှိဘဲသူမကိုအေးဆက်စွာကြည့်နေပြီးစိတ်ထဲမှာအလွန်ဒေါသထွက်နေခဲ့တယ်နောက်ဆုံးမှာသူမကချစ်စာကိုချိုးဖျက်ဖြစ်ပြီးမင်းနဲ့ထပ်မပြောတော့ဘူးလို့ပြောလိုက်တယ်သူမရဲ့တငယ်ချင်းတောင်သူ့ကိုအားနည်းစွာအမိဖြက်ကဒီလိုလူများရှိမှအရှက်ရပြီးနောက်ဘယ်မိန်းကလေးမှမင်းကိုမကြိုက်တော့ဘူးလို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးကလာရောက်ပြီးလူအများရှိမှသူ့လက်ကိုဆွဲကင်လိုက်ပြီးသူကအခုကျမရဲ့ချစ်သူပါလို့ကြေညာလိုက်တဲ့ចောင်းသားအားလုံးအံ့ဩသွားကြတယ်